တသားမိမိတို့အားလုံးပဲနေကောင်းကြမှာကြပါရဲ့လားကွယ်ဒီတစ်ခေါက်မှာတော့စာဖတ်ဝါသနာပါတဲ့တသားမိမိတို့အတွက်တုတ္တယရနာတိုက်စာအုပ်လေးနဲ့မိတ်ဆက်ပေးကြပါတယ်တုတ္တယရနာတိုက်စာအုပ်ကိုပစ္စကံစာရီအဖွဲ့ကထုတ်ဝေတာဖြစ်ပြီးအတွဲပေါင်း10ခုထုတ်ဝေထားပါတယ်စာအုပ်စာပေချစ်မြတ်နိုးသူတွေအနေနဲ့ဝယ်ယူစုဆောင်းတဲ့စာအုပ်အတွဲတွေပဲဖြစ်ပါတယ်အခုပြောပြမယ့်စာအုပ်ကတုတ္တယရနာတိုက်အတွဲ1ဖြစ်ပါတယ်စိတ်ဝင်စားစရာဗဟုသုတရစရာတွေအများကြီးပါဝင်ပါတယ်။စာအုပ်ထဲကစိတ်ဝင်စားစရာအမြန်ဆုံးခြေထောက်နှစ်ချောင်းတတ္တဝါအကြောင်းဖတ်ပြပေးပါရစေ။အမြန်ဆုံးခြေထောက်နှစ်ချောင်းတတ္တဝါဒီကဘာကြီးရဲ့မပြန်တမ်းနိုင်တဲ့ငှက်တွေထဲမှာတော့ငှက်ကလအုပ်တွေဟာအကြီးဆုံးအကောင်တွေပါပဲ။အရွယ်ရောက်ငှက်ကလအုပ်တစ်ကောင်ဟာ156ကီလိုဂရမ်လောက်အလေးချိန်ရှိသလို2.5 မီတာလောက်အရက်ချေပါတယ်။ဒီငှက်ကလအုပ်ဥတွေရဲ့အလေးချိန်ကတော့1.35ကီလိုဂရမ်ဝန်းကျင်ရှိပြီးဒါဟာငှက်ဥတွေထဲမှာအကြီးဆုံးငှက်ဥပါပဲ။ငှက်ကလအုပ်ခြေထောက်တွေဟာအရန်တန်မာပါတယ်။ဒါကြောင့်ခြေထောက်နှစ်ချောင်းပဲရှိတဲ့တိရစ္ဆာန်တွေထဲမှာတော့အမြန်ဆုံးအကောင်ပါပဲ။ဘလောက်တောင်မြန်တယ်လဲဆိုရင်တနာရီကို65ကီလိုမီတာနှုန်းနဲ့မြန်အောင်သွားနိုင်ပါတယ်။ပြီးတော့လေတန်မာလှတဲ့သူတို့ခြေထောက်တွေနဲ့ကန်လိုက်ရင်တော့အင်အားအပြင်းဆုံးကန်ချက်တွေပါပဲငှက်ကလအုပ်တွေဟာလေပင်ခြေသလိုအမြင့်အာရုံလည်းထက်မြက်ပါတယ်အလွန်ဝေးကွာတဲ့နေရာမှာရှိနေတဲ့အဆက်အပြောက်လေးလောက်သာမြင်ရတဲ့တားရဲသွေးဆန်ကောင်တွေကိုတော့ထင်ထင်ရှားရှားမြင်အောင်ကြည့်နိုင်ပါတယ်ပြီးတော့ထူးဆန်းတာကငှက်ကလအုပ်တွေဟာအချိန်ကြာကြီးရေမတောက်ပဲနေနိုင်ကြသလိုတက်တန်းကလည်းအနှစ်80လောက်နေနိုင်ကြတာပါပဲအခုဖတ်ပြပေးသွားတဲ့အကြောင်းအရာလေးကိုကြိုက်နှစ်သက်မယ်လို့ယုံကြည်ပါတယ်။တခြားစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေလည်းအများကြီးပါသေးတာမို့အခုပဲကိုအနီးနားကစာအုပ်ဆိုင်မှာသွားဝယ်လိုက်ပါတော့နော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့။